အားလုံးပဲမင်္ဂလာပါရှင်ဒါကတော့ကျမတို့တငယ်ချင်းတွေစုပြီးတော့သွားကြတဲ့ငွေဆောင်ခီးစဉ်ရဲ့ vlog လေးပဲဖြစ်ပါတယ်အမှတ်တရလေးရိုက်ထားတာပေါ့နော်ကျမတို့ကနေပြီးတော့ရန်ကုန်နေပသိမ်ကိုတန်းပြီးတော့ဆင်းခဲ့တာပါကားမောင်းတက်လို့2ယောက်ဖြစ်တဲ့အတွက်ကြောင့်နေပြီးတော့ရန်ကုန်ကို1ယောက်မောင်းနဲ့ရန်ကုန်နေပသိမ်ကို1ယောက်မောင်းတာပေါ့နော်တငယ်ချင်းတယောက်ကိုလည်းရန်ကုန်မှာဝင်ခေါ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ရန်ကုန်တငယ်ချင်းကရန်ကုန်ပသိမ်လေးကိုမောင်းတာဖြစ်ပါတယ်ဒါကျမတို့ပန်းတနော်မှာပေါ့နော်ထမင်းဝင်စားတာပါကျမနေပြီးတော့ထွက်လာချင်းမူးမကြောက်လို့ဒီဘာမှမစားခဲ့တော့မှပုံမူးသွားပါတယ်ရှင်နဲ့အန်ကျင်တို့မူးကျင်တို့ဖြစ်လာနဲ့ပန်းတနော်မှာရဲရောက်ချင်းထမင်းတွေ့တဲ့ဆိုင်မှာဝင်စားလိုက်ပါတယ်ရှင်ကျမတို့ရမ်းနေပျော်နေကြတာပေါ့နော်ပသိမ်ကိုကျမတို့ကညပေါ့နော်7 ခွဲတနာရီလောက်မှာပသိမ်ကိုရောက်ခဲ့ပါတယ်ပသိမ်မြို့ရာအရန်တန့်ရှင်းပြီးတော့အရန်လာပါတယ်ရှင်ကျမတို့ညပိုင်းဆိုတော့လူလေးရှင်းနေပသိမ်မြို့ရဲ့အလှအောင်ပေါ့နော်စပယ်ရှယ်ကြည့်ခဲ့ရပါတယ်မြူတွေလည်းစိုင်းနေပါတယ်ညပိုင်းမှာလေ3 လပိုင်းဆိုပြီးမှဘာဖြစ်လို့လဲမသိဘူးမြူတွေကတော့စိုင်းနေရပါတော့နော်ကျမတို့ကပသိမ်မြို့ပေါ်ကစွမ်းဟိုတယ်မှာပဲတေးလိုက်တာဖြစ်ပါတယ်စွမ်းဟိုတယ်မှာ4 ယောက်ခန့်ကို extra bed တစ်လုံးထိုးလိုက်တာပေါ့နော်ထိုးပြီးတော့9 ယောက်ကိုတခန်းထဲမှာတဲခဲ့ရပါတော့ခိုင်းရလဲအကျယ်ကြီးပဲအရန်ကောင်းတယ်အရန်အဆင်ပြေရ breakfast လည်းအဆင်ပြေရရှင်ဒါကတော့ကျမတို့မနက်ခင်းပေါ့နော် breakfast သွားစားမှာဖြစ်ပါတယ်ကျမတို့တကယ်ချင်း9 ယောက်ကျမကဒါခန်းကနေထွက်ရရှင်ပေါ့နော် breakfast လေးမစားခင်ပသိမ်မျိုးရဲ့အလှအယူကျမတို့ကရှုစားလိုက်တာပေါ့နော်အမရွှေမော်တော်ဖျားကိုတွားဖူးမှာဆိုတော့ရွှေမော်တော်ဖျားကိုကနေလှမ်းမြော်ကြည့်လိုက်တာမမြင်ရပါဘူးလို့breakfast စားပြီးရင်ကျမတို့ကရွှေမော်တော်ဖျားဖူးပြီးတော့မှကျမတို့ကငွေဆောင်တက်မှာဖြစ်ပါတယ်ရွှေမော်တော်ဖျားကြီးကလေအရန်တက်ပယ်ပြီးတော့တန့်ရှင်းနေရပဲရှင်ဖုံကိုတစ်စက်မရှိပါဘူးရှင်ပြီးတော့လေအေးချမ်းလိုက်တာဖျားဖူးရတာလေဒီခီးကအရန်တန်သွားရရှင်ပသိမ်မှာကျမကဒါလမ်းကြုံပေါ့နော်ဖျားဝင်ဖူးခဲ့ရဆိုရင်လည်းကိုယ့်အတွက်တော့အရန်တန်ပါတယ်ကျမတို့ကပသိမ်ကနေ10 နာရီလောက်ထွက်လာပါတော့ထွက်လာပြီးတော့ကျမတို့စီလေးဟိုရှာဒီရှာနဲ့ရှာပြီးတော့လှုပ်လိုက်တာငွေဆောင်ရောက်တာက12 နာရီကျော်လေးမှရောက်ခဲ့တယ်ပေါ့နော်ငွေဆောင်ရောက်တာနဲ့ကျမတို့ကနေ့လည်သားရင်စားလိုက်တယ်ဒါနေ့လည်စားပြီးတော့ကျမတို့ငွေချင်းကဖိတ်ထားလို့Escala Hotel ပေါ့နော်Escala Hotel ရဲ့ Bristol Bar မှာကျမတို့ကကော်ဖီလေးသွားပြီးတော့ဂုံးစင်းတာပေါ့နော်ဒါမတွေ့ရကြဖြစ်တယ်ကျမတို့ငွေချင်းနဲ့ပေါ့နော်ကျမရဲ့လင်နဲ့ပေါ့နော်ဒါကျမတို့ကုန်းစင်းနေရဖြစ်ပါတယ်ကိကလေးရလည်းရမ်းစောက်ကောင်းတာပဲကော်ဖီလေးရလည်းအရမ်းတောက်ကောင်းပါရှင်တငယ်ချင်းကိုလည်းကျေးဇူးတင်ပါတယ်ဒီကနေပြီးတော့ကျမပင်လေးယူမမြင်ရသေးဘူးရှင်ဒါပေမဲ့ပင်လေးရဲ့ပင်လေးကနေပြီးတော့တိုက်လာလီလေးကိုရမ်းခံစားနေရပြီဒါကကျမတို့ Escala Hotel ထဲမှာပေါ့နော်ကျမရဲ့တငယ်ချင်းကောင်းမှုနဲ့ကျမတို့ဝင်ရောက်ပြီးကြည့်ရှုလေ့လာနေရဖြစ်ပါတယ်ဟိုတယ်ရဲ့နေချင်းစရာကြီးရှင်အုံးမင်းနဲ့လည်းများယူမှာဒါကသူတို့ဟိုတယ်ကနေပြီးတော့စိုက်ထားတဲ့စိုက်ခင်းလေးကိုကျမတို့ကသွားကြည့်နေရပါတော့သူတို့ kitchen မှာလည်းဒီရတဲ့အသီးရွက်တွေကိုသုံးတယ်လို့ပြောပါတယ်အများကြီးပဲအပင်လေးစိုက်ထား ဒီ
ဒီဟာသူတို့ကိုယ်တိုင်စိုက်ထားတဲ့ organic အသီးနှံတွေပေါ့နော် organic လုံးဝဆေးတွေဘာမှမသုံးထားတဲ့ organic စိုက်ခင်းလေးပါတဲ့ဒါသူတို့ပြိုးပင်လေးပေါ့နော်ပြိုးပင်လေးငရုတ်သီးတို့မုံညင်းရွက်တို့နန်းနန်းပင်တို့အများကြီးပဲပြိုးပင်လေးကျမတို့သွားကြည့်ခဲ့ဖြစ်ပါတယ်နေရာဒီဆိုပေမဲ့လေပင်လေးကတိုက်လိုက်လေးလေးအေးနေရောလေပူတယ်လို့လည်းမခံစားရဘူးရမ်းပေါ့နော်ဟိုဟာဖြစ်တာလက်ဆက်ပြီးတော့လန်းလန်းဆန်းဆန်းပဲကျမတို့ကားစီးလာရတယ်ဆိုပေမဲ့အေးဆေးပဲဒါကပေါ့နော်အပင်တွေကိုတယောက်ချင်းစီမိတ်ဆက်တာပေါ့နော်သူကတော့ငွေလာပူပေါ့နော်ဒါကတော့တနေ့ရက်ကလေးပါကျမကတော့ပူကတော်လေးပေါ့ရှင်ကောက်ရိုးနွယ်တဲ့ဟုတ်လဲမဟုတ်ကနေရှောက်ပြောနာဘာဖြစ်မှမသိဘူးပြိုးထားတာလေးလှလို့ကျမတို့အစကာဟိုတယ်မှာတော့တဲနိုင်ပါဘူးရှင်ဘတ်ဂျက်မလောက်လို့ကျမတို့တဲတာလေးကတော့ Ocean Blue Hotel လေးဖြစ်ပါတယ် Ocean Blue ပါဒါကျမတို့ဟိုတယ်လေးရောက်ပြီပေါ့နော်ဟိုတယ်လေးကလည်းလှပါတယ်ဘတ်ဂျက်ဆိုရင်ပဲသူလက်တစ်ခန်းကို2သိန်းကျော်လေးပေါ့နော်ကျမတို့ကစီးပြိုးလေးနဲ့ယူလိုက်တာပေါ့နော်2သိန်းကျော်လေးကြပါတယ်ဒါကျမတို့မော်ဒယ်2ယောက်ပေါ့နော်ချက်ကင်ဝင်တာခိုင်းရဖွင့်ပြီးသားကြီးဟာအထဲမှာတယောက်ကရောက်နေပြီးသားကြီးကျမတငယ်ရင်ရောက်နေပါကျမတို့ကတရုပ်ဆောင်တာကဲကျမဟိုတယ်ကြီးမှာအိပ်ပြပါတော့အားပြီးတော့ကျမအိမ်နိုင်မလဲနိုင်ဘူးပင်လေးကိုမမြင်ဘူးလို့ဆိုပြီးတော့ကျမရှင်းပြေးပြီးတော့ကြည့်လိုက်တာကျမမင်းနဲ့ပြေးတာကျမပင်လေးကိုတကယ်တစ်ခါမှမမြင်ဘူးဒါပထမဆုံးပဲပင်လေးစီကလှိုင်းတိုင်ကြီးကျမကိုခေါ်နေသလိုပဲရှင်တုံးနဲ့ကျမစိတ်ထဲမှာမယိုးမရွရနဲ့ကျမတအားပျော်သွားအဲ့ဒီပင်လေးမင်းကိုမြင်လိုက်တဲ့အချိန်မှာလူကြီးပျော်မှန်းကိုမသိဘူးဒါဘဝမှာပေါ့နော်အရန်ပျော်တာအားနဲ့ကျမတို့ကညနေပိုင်းညနေဆိုပေမဲ့နိုင်3နိုင်လောက်ဖြစ်မယ်တင်တယ်အဲ့ဒီအချိန်မှာကျမတို့သွားပြီးတော့ကျမပင်လေးထဲမှာရေစိမ်လိုက်တာပေါ့ရှင်ကျမမီနဲ့ရေမကူးကြနဲ့တော့ကျမမီကအရန်လေးပြီးအောက်ကနေဆွဲတာယူလူမောက်စော့လို့မရပါဘူးရှင်ကျမကတော့ဒီကျမမီနဲ့ပဲရောက်ရှင်စိမ်ချလိုက်တာကဲညနေဆောင်တော့ကျမအိမ်မှာထိုင်ပြီးတော့ပင်လေးရင်းကိုတော့ဝါကြည့်လိုက်တယ်ရှင်ဒါလည်းပြုံးတော့ဒါကတော့ရှင်ညီမလေးနေသူကရေကူးတက်တယ်ကျမရေမကူးတက်ဘူးအမကြောက်လို့ပင်လေတဲ့ကိုမသွားရဲဆိုရင်ကျမမီရတာလေးနေလမ်းကိုရှောက်လို့မရသူကရေကူးတက်တယ်စိတ်ချတယ်သူကဲမယ်ဆိုလို့ဆင်းသွားအမထိုင်နဲ့အမထိုင်တော့အောက်မှာမထိုင်မနဲ့သူ့ပေါင်ပေါ်တက်ထိုင်ပြောစရာကြီးဒါကျမတို့ရုပ်ရှင်မှာတန်းပြီးတော့ဒါရေဆော့ကြတာပေါ့နော်လိုင်းစီးကြတာပေါ့ဘယ်လောက်တောင်ပြောလဲဆိုအမှဆော့ထားတဲ့ဗီဒီယိုလေးဒါကြည့်လိုက်ပါတော့ရှင်အဲ့လောက်ပြောစရာကောင်းပါတယ်ရှင်ပတ်စံကိုရကျိုးလဲနှက်ပါတယ်ရှင်ကျမတို့ရေတဝိုင်းဆော့ပြီးညရောက်တော့ကျမတို့နိုင်မကတ်ကိုသွားပြီးကျမတို့စားကြတောက်ကြမှာပေါ့နော်အဲဒီနိုင်မကတ်ထဲမှာလည်းစားတောက်လေးလည်းစုံနေရှင်အမှထိုင်ကုန်လေးနဲ့ထိုင်လို့လည်းကောင်းပါတယ်ဒါကျမတို့တငယ်ချင်းအိုက်ကောင်ရက်သမားအမှရက်ပလင်းဆွဲပြီးတော့သူတောက်တော့မှာကျမတို့တောက်လိုက်စားလိုက်တာကျမတို့ည7 နာရီတနာရီထိုးတဲ့အထိပဲရှင်အဲ့မှာထိုင်တောက်တာပေါ့နော်ကဲနောက်တစ်နေ့မနက်ကျတော့ကျမတို့ကကျွန်းသုံးကျွန်းခီးစဉ်ရှိတယ်အဲ့ဒီအတွက်ကြောင့်ကျမတို့က6 နာရီခွဲလောက်တည်းထပြီးတော့ breakfast ကိုစောစောလေး join လိုက်တာပေါ့နော်စောစောလေး join ပြင်စရာချက်ပြင်ဆင်ပြီးရင်ကျမတို့ကကျွန်းသုံးကျွန်းသွားမှာဖြစ်ပါတယ်ဒါလေးကကျမတို့ဟိုတယ်ကကျွေးတယ်မနက်စာလေးလာစားတာပေါ့နော်အမတော်သား2ယောက်တယောက်ကလည်းမန်ယူအင်ကြီးနဲ့နော်ကဲကျမတို့မနက်စာစားပြီးတော့ဒါကကျွန်းသုံးကျွန်းခီးစဉ်လေးကိုစားပြီးတော့သွားတော့မှာပါကျမတို့ကလှေကို8 နာရီအတီမှာခေါ်ထားတာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့အဲ့ဒီမှာလှေစီးရတဲ့ဟာရေပေါ့အရှိန်ရေဟိုမှာရေစော့မှာရေပါရေတွက်ပြီးတော့8 နာရီလောက်သွားအကောင်းဆုံးပဲလို့အကြံပေးရတယ်8 နာရီသွားတယ်အဲ့ဒါမှကျမတို့ကရေစော့ပါစော့ပြီးတော့နေ့လည်ကဘိုက်စားတဲ့ချိန်ကွက်တီပေါ့နော်ပြန်ရောက်မှာ
ကျမကအဲ့ speed boat လည်းတစ်ခါမှမစီးဘူးတဲ့ခါကျတော့ကျမကပေါ့နော်မှတ်တမ်းတင်နေတာနဲ့ဖုန်းလေးထုတ်ရိုက်တာဖုန်းပြကြမယ်နော်နဲ့အော်နေကြတဲ့ဟောပြစ်ကျသွားတာပေါ့ရှင်လှီတဲ့ဟိုတော်သေးတာပေါ့ရည်တဲ့ပြစ်ကြရင်တော့အမငူပါအောင်မယ်ဒါမဲ့ကိုဖုန်းမပေါဘူးသူများဖုန်းဆိုအေးဆေးပါပဲနောက်ကဖုန်းပိုင်ချင်းကြီးကလက်ညှိုးတူနေဆက်ပြီးစတစ်လီပါလာရင်တော့ပိုကောင်းပါတယ်လေကအရန်ခုန်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးကင်ပြီးတော့ရိုက်တာတကယ်ကိုအဆင်မပြေပါဘူးငြိမ်လည်းမငြိမ်ဘူးပေါ့နော်ကျမတို့ကခီးသွားမယ်ဆိုအမြဲတမ်းအဲ့ဒီဟိုဗီဒီယိုရိုက်ဖို့ဒုတ်တန်အိမ်မှာအမြဲတမ်းမေ့နေခဲ့ပါတယ်ရှင်ဒါကတော့ငှက်ကျွန်းရောက်သွားပါပြီငှက်ကျွန်းဟဲ့ရုပ်ကလည်းစိညစ်တယ်လေစစီစီနဲ့អော်လိုက်ရအတန်းနေတော့နာကြောက်လို့လေသူကလိုက်နေရန်ကုန်တယ်ဘုံနဲ့ဆိုဖင်နေပါနာတယ်သိလားငါကျွန်းကတော့အလားတက်ပုံလေးရိုက်တာပေါ့နော်ရေကတော့အဲ့မှာစော့ကြသေးဘူးမှန်တယ်ရောဒီနာရေစော့လို့ပိုကောင်းတာတို့လိုရေမကူးတက်တဲ့လူကြီးကြော်လေအဲ့မှာတိမ်လေးနဲ့သိလားအဲ့နားမှာထိုင်စော့ပြရှင်တာတော့ရေကိုလေငါကျွန်းကလေဘီဝကတော့အရန်လှဒါမဲ့လေလူတွေကိုလေဒီဗီဒီယိုထဲမှာကြည့်လိုက်တော့ကျမရဲ့ vlog လေးကိုကြည့်ပြီးတော့အလားတမဖြစ်စေရပါဘူးကျမပြပြမယ်နော်အလားတပုံလေးရိုက်ချင်တဲ့လူကအင်ကြီးလေးပို့ထည့်ခဲ့ပါအဲ့မှာသူကတိုင်းလည်းရှိတယ်အင်ကြီးလေးတဲ့ဟိုကလည်းရှိရအခန်းလည်းရှိရပေါ့နော်ကျမကတော့အဝတ်စားမယူခဲ့ဘူးရှင်ဘာလို့ဆိုကျမအင်ကြီးလဲရမှာလဲပြင်းပြီးတော့ကိုကလည်းဓာတ်ပုံရိုက်ရင်လည်းလှပမရိုက်တတာနဲ့လေမယူခဲ့ပေါ့နော်တကယ်အလားတပုံရိုက်ရှင်တဲ့လူကတော့ထည့်ခဲ့ပေါ့တက်ရတာလည်းအဲ့လိုမျိုးကြီးတက်ရဟောဟဲပါစိုက်တယ်သိလားကြောက်တရားလည်းမညီရောလေအဲ့လိုမနေထိန်သွားအဲ့လိုမျိုးတောင်ပေါ်ရောက်တဲ့အချိန်ရုပ်တည်ကိုလည်းကြည့်ကြပါအမမောဟိုက်ပြီးတော့တပုံရိုက်ဖို့ဆိုစိတ်ထဲမှာရှိဦးမရှိတော့ဘူးဒါပေမဲ့ကိုကတခါတလေမှလာဆိုအော်အမတ်တရတော့ရိုက်ခဲ့အောင်ပါပဲလေဆိုပြီးတော့အဲ့စိတ်လေးနဲ့တိုးပြီးရိုက်ခဲ့ရလူတွေကိုသာကြည့်လိုက်ပါတော့ရှင်အမဟိုတိုးရိုက်ရတာမနေတချို့ကြော်လည်းတည်တယ်မလားအလားကြိုက်တဲ့လူကြီးကြော်လည်းစေပုံ15ပုံလောက်ရိုက်လေသူတို့မှအားမရအောင်တပုံလောက်ရိုက်မဲ့လူကထိုင်ဆောင်လိုက်ရတနာကြီးလောက်တချို့ဆိုကိုရိုက်တဲ့ကောင်ပြန်ကြည့်ပြီးတော့အဲ့ဒါမလှလို့တဲ့ထက်ရိုက်ခိုင်းသေးရဲ့ကြည့်အောင်ဖုန်းနဲ့လည်းရိုက်သေးရဲ့အဲ့လိုပါဆိုမှကျမကတော့ငှက်ကျွန်းမှနည်းနည်းခေါင်းမူသွားကိုအောင်မရေစော့နေကြရင်ကောင်းသားကဲဓာတ်ပုံတွေကိုတနားရီလောက်တိုးဝှေ့ရိုက်ပြီးတော့တကာလပြင်ဆင်ပါပြီရှင်ဓာတ်ပုံရိုက်တာတနားရီလောက်ကြာမယ်ထင်တယ်ဟုတ်တယ်စောင့်ရတာကြာတာလေကိုရိုက်တာတော့မကြာပါဘူးဒီအပေါ်ကနေကြည့်ရတဲ့ view လေးကရန်လှတာရှင်အမငကျွန်းလာတဲ့ဗုဒ္ဓီဆိုတာလည်းအများကြီးပဲကဲကျမတို့ပြင်ဆင်ပါပြီကျွန်းတဲ့ရှိမှာစော့တဲ့ဟာကတော့ကျမတို့ဖုန်းတွေရေဝင်မှာကြောက်လို့တိမ့်ထားတာနဲ့မပါဘူးပေါ့နော်ပြီးတော့အဲ့မှာရေအောက်မှာဓာတ်ပုံတွေရိုက်ခဲ့ဆိုပေမဲ့လေကိုရုပ်ကိုယ်တော်မမှတ်မိရနဲ့ဒီ blog တွေမှာမထည့်တော့ပါဘူးရှင်ကျမတို့ကျွန်းသုံးညနေပြန်ရောက်ပြီးတော့ဒါရှက်ပို့မှာငွေချင်းအိမ်မှာတော့ဆွဲကြတာပေါ့နော်ပြန်ရောက်တဲ့ချိန်ဘိုက်စာနဲ့ကွက်တီပဲစားထားလိုက်တယ်ကဲကျမညနေရောက်တော့အိမ်နေပါလေပြီးတော့ကျမပရဆိုဘာမှာပေါ့နော်ကျမတို့ reservation ယူထားတယ်တငယ်ချင်းလောက်ထားပြီးရကျမရဲ့ယောက်ျားရဲ့မွေးနေ့ပေါ့နော်သွားပြီးတော့ကျင်းပမှာပါကဲကျမတို့ preso ဘာကိုရောက်ပါပြီကဲဒါကတော့မင်းသားကိုကျမဓာတ်ပုံလေးရိုက်ပြီးဗီဒီယိုလေးရိုက်ပေးရပါတော့မင်းသားလက်မရည်ချင်းလုံးထောင်းတော့ဘာတွေကောင်းနေမှလည်းမသိဒါက preso ဘာကိုကျမတို့သွားရတဲ့လမ်းလေးပေါ့ရှင်ဘာလို့သွားရဲလမ်းတစ်လျှောက်မှာပတ်မင်လေးတွေနဲ့စာလေးရလည်းရေးပြီးကတ်ထားသေးတယ်စိတ်ဝင်စားစရာလေးပေါ့နော်ကဲအဲ့မှာ trust me you can dance ဆိုတော့ကျွန်မအဲ့နားမှာနေခါလေး dance ပြလိုက်တာမှကြည့်ကဲဟဲဆိုအမှနှစ်ချက်လောက်တွန့်လိုက်တယ်ကျမဆန်းဆက်ကိုအမိသွားတာပေါ့နော်ဘရဆိုဘောင်း9နိုင်လောက်တည်းကသွားတပုံရိုက်မှာဆို9နိုင်လောက်တည်းကသွားကွက်တိဟိုနမို့ဆိုလို့ရှိရင်ဆန်းဆက်ကမမြင်အောင်အဲ့နီလုံးရဲ့ကြာအရမ်းမြန်တယ်အဲကြောင့်ကျမလောနေရဒီထဲမှာကဲအမအကြိုက်ဆုံးစာသားယူတွေ့သွားတဲ့အချိန်မှာကျမရဲ့ပုံဝင်တာကြည့်တော့
stop thinking start drinking နဲ့ရောအကုန်လုံးရဲ့ favorite အမငွေဆောင်ရောက်ရင်လေဒီ Brisbane Beach ပါကိုလေရောက်အောင်သွားကြပါနော်highly recommend မှာတပုံလှလှလေးရိုက်ရှင်တဲ့လူကညနေ9:00 နာရီလောက်ကိုရောက်သွားပါတော့ဒါဆိုရင် sunset လေးနဲ့အဲ့လိုမျိုးတပုံလေးလှလှလေးရိုက်လို့ရတယ်ရှင်သူ့ရှေ့ရတဲတောင်မြင်လေးကလည်းအရန်လှတယ်ရှင်တခြားနေရာတဲတောင်မြင်နေတော့မတူဘူးလို့ကျွန်မကတော့ထင်တယ်ပြီးတော့သူကအစားတောက်တွေကလည်းအရန်ဈေးမကြီးပါဘူးတင့်ပါပဲစားတောက်တွေလည်းကောင်းပါတယ်နော်တခုသတိထားမှာသူက reservation မလုပ်ဘဲနဲ့တော့သွားလို့မရအောင်เนาะ reservation ကိုအမြဲတမ်းကြိုလုပ်ပြီးမှသွားပါ reservation မပါဘဲနဲ့သူကလက်မခံပါဘူးเนาะကဲဘယ်လောက်လှလဲဒီမှာကျွန်မဗီဒီယိုရိုက်ခဲ့တယ်ကြည့်လိုက်ပါရှင်ကဲကျမရဲ့မွေးနေ့ရှင်အတွက်ပေါ့နော်ကျမတို့ဂုဏ်ပြုပါတော့မယ်ရှင် Happy birthday ပါယောက်ျားရေသူကတော့တောက်ရရင်ပျော်နေသူပေါ့နော်ဒါကြောင့်မို့လို့သူ့ birthday cake မလုပ်ပေးဘဲနဲ့သူ့အတောက်စားလေးနဲ့ပဲဂုဏ်ပြုပေးလိုက်ပါရရှင်ကဲညပိုင်းရောက်တော့ဒါက fire dance လေးပါတယ်ပေါ့နော်သူစီမှာအရင်ဆိုတော့သူကတရှင်းဆိုတိုင်းပါတယ်ဒါပေမဲ့ကျမတို့သွားတဲ့အချိန်က10 တန်းဆောင်ပွဲဖြည့်တဲ့အချိန်ဖြစ်နေလို့အဲ့ဒါမပါဘူးပေါ့နော်မပါတဲ့အတွက် fire dance လေးတွေပဲကြည့်ခဲ့ပါတယ်သူလည်းတမျိုးတမီလေးကြည့်လို့ကောင်းတယ်ပုံဝင်ထားကြကောင်းနေပါနော်ကဲပြီးလို့ရှိရင်ဒီလိုမျိုးမီးပန်းလေးရင်တော့ကိုနားမှာပေါ့နော်မီးလေးနဲ့အဲ့လိုလာဆော့ပြီးဗီဒီယိုလေးရိုက်လို့ရတယ်ကျမလိုတော့ကြောက်ဒီလိုနေနေနဲ့အဲ့ဒါလှုပ်တာလို့ကျမဗီဒီယိုရိုက်ခဲ့တာတိတ်ပြီးတော့ကိုစိတ်တိုင်းမကြအောင်နောက်တစ်ခေါက်ထပ်လှုပ်ခိုင်းဖို့ကလည်းလူကြီးများတော့အားနာနဲ့ကျမကြောက်ကြည့်လို့မတက်ကြီးရက်ပြီးမလှအောင်နောက်သွားမယ်ဆိုလို့ရှိရင်အဲ့မှာလူလေး activity လေးလုပ်လို့ရတယ်ဆိုတဲ့ဟာလေးကိုပြချင်လို့ထည့်ထားပေးရပါနော်ကျမတို့ဖွဲ့ရလေးတနေရာနဲ့ဘယ်တော့မှမပြတ်ဘူးအဲ့ကနေတောက်ပြီးတော့လဲအားမရသေးဘူးနောက်ထပ်တနေရာမှာသွားပြီးတော့စုရင်းနဲ့တခါထပ်တောက်မယ်ဆိုပြီးတော့ဟိုတယ်ဂျွန်ကအဲ့ KTV ကိုထပ်ရောက်သွားပါရှင်အမှထပ်ပြီးတော့ခဲကြရတယ်ပေါ့နော်ကဲဒါကနောက်နေ့ရောစုံမကိစ္စနဲ့ကျမတို့တရက်ထပ်တိုးလိုက်တာပေါ့နော်ကျမတို့လည်းပျော်ရမဝသေးတာနဲ့ထပ်တိုးလိုက်ပြီးတော့ဒါက live ပေါ်မှာနာမည်ကြီးနေတဲ့ဂျပန် coffee ဆိုင်လို့ပြောတာပဲသူများပြောရတဲ့ကျမတို့လည်းသွားကြည့်လိုက်တာပေါ့နော်သွားကြည့်လိုက်ပြီးတော့ coffee ကပြတ်နေရဲဆိုလို့ကျမက coffee တောက်ခဲ့အောင်တမန်ရပြီးပြန်လာခဲ့ရပါတယ်သူများတွေကတော့ဘာတွေလှအောင်တော့မသိဘူးကျမတို့ကတော့အလုပ်ကြီးဆွဲဆောင်မှုမရှိဘူးပင်လေကြီးလောက်ဆွဲဆောင်မှုရှိဘောရှင် live ပေါ်မှာဟုတ်တယ်ကျမရောက်ပြီးမှကြည့်တယ်သူတို့ရိုက်ထားတော့တော်တော်လှတယ်ရှင်ကျမပဲမရိုက်တက်လို့လားမသိဘူးနော်လူကတော့များတယ်တန်းစီနေရပဲနေဘူးကြတိန်မှာရိုက်ခဲ့ရတာပြီးတော့ coffee တောက်တဲ့လူတွေလည်းများတယ်သူကဘယ်နားမှာလဲဆိုတော့ရက်လက်ဟိုတယ်resort နားမှာလို့တော့ထင်တာပဲအဲ့ရှိမှာရွက်လီစီးရတဲ့နေရာကြီးနဲ့မျက်နှာချင်းဆိုင်ပဲကျမတွေ့ခဲ့ရတယ်လေတေချာတော့လမ်းညွန်တော့ဘူးရှင်ကဲကျမကလည်းဒီနေ့အချိန်လေးပိုးနေရတယ်ကျမမျိုးသားလည်းစင်စည်းခြင်းနဲ့ပြောရတဲ့မိုးမခဆင်စခန်းဝင်ခဲ့တယ်ပေါ့နော်အဲ့ဒါကဆွမ်းနာဟိုကော်ဖီဆိုင်ကိုသွားတဲ့လမ်းပေါ်မှာပဲကျမတို့အပြင်မှာဝင်လိုက်တာဟိုလမ်းနှင်းလေးဝင်ရရဲဆိုပေမဲ့လမ်းကမကြမ်းဘူးပေါ့နော်ကအသေးကြီးလည်းဝင်လို့ရတယ်အစီပဲဒီမှာကျမတို့စင်လေးကိုအစာကျွေးမယ်စင်စည်းမယ်ပေါ့ရှင်
င်စကန်အပြင်လမ်းမှာကျမတို့ကနေလေသာဝင်စားတာပေါ့နော် TV5 မှာဝင်စားခဲ့ပါတယ်သူ့မှာဘာတွေကောင်းလဲဆိုရင်ရခိုင်ရိုးရာအစားအစာလေးတွေဒေတာထရက်အစားအစာတွေကောင်းတယ်ပေါ့နော်ကျမတို့ဒီမှာကမတမ်းမရတဲ့ကျမတို့တစ်ဖွဲ့ပေါ့နော်တယောက်တစ်ကောင်စီမြည်ခဲ့တခါမှမစားဘူးလို့လေ6ကောင်ပါတယ်3000ခွဲတဲ့တန်ပါတယ်စားလဲစားဘူးသွားပေါ့နော်စားတော့ကတော့သတိထားပြီးတော့စားတဲ့နဲ့ကျမတို့စားနေကြပုံစံမဟုတ်တဲ့အတွက်ကြောင့်ဝမ်းပြက်ဝမ်းချောရပါဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ Bioflow တို့တစားတို့စားတဲ့ဆေးလေးတွေပေါ့နော်ထည့်သွားဖို့ကျမကတော့ကြံပေးချင်ပါတယ်ကျမတို့တွေကနေ့လည်စာစားပြီးတော့ဟိုတယ်ကိုပြန်ခဏနားပြီးတော့ညနေမှာကျမတို့ကရေဆော့တာပေါ့နော်အဲ့ဒီအချိန်မှာကျမတို့စီကန်းချက်ထုတ်လိုက်တယ်ပေါ့နော်ဘယ်သူမှဖုန်းမြူခဲ့ရဘူးရေကိုတော့ဝအေးစေးဆော့မယ်ဆိုပြီးတော့ဖုန်းတွေအကုန်လုံးထားခဲ့ပြီးတော့ကျမတို့တစ်ဖွဲ့လိုက်ကြည့်ရောအားရပါရဆော့ပစ်ခဲ့တာချင်းကျမတို့ vlog လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲကျမ်းမာပျော်ရွှင်ဘေးကင်းကြပါစေရှင်